ဒါတွေတေချာမသိရင်အင်္ဂလိပ်စကားလုံးဝမပြောတတ်ပါအဲ့တော့အခြေခံအင်္ဂလိပ်စကားပြောတတ်ဖို့ဒါတွေမဖြစ်မနေသိကိုသိမှရပါတယ်ဥပမာပြဆရာတို့ဟင်းချက်တော့မယ်ဆိုရင်ဘယ်ဟင်းမဲချက်ပေါ့နော်ဒီပါဝင်ပစ္စည်းတွေကအခြေခံပါဝင်ပစ္စည်းတွေပါဖြစ်တယ်ဆိုရင်စာအချုံမုတ်စီငြူကောင်ကျွတ်သွန်ဖြူဂျင်းနော်အဲ့တော့ hit the crop ဖြစ်ဖို့အတွက်အခြေခံပါဝင်ပစ္စည်းတွေဒါတွေဖြစ်တယ်အဲ့တော့ထို့တူပဲဆရာတို့ကဒီအင်္ဂလိပ်စကားပြောတတ်ဖို့အတွက်မဖြစ်မနေသိကိုသိရမယ့်ဟာတွေရှိတယ်အဲ့ဒါတွေတည်ချာလုံးဝမသိသေးဘူးဆရာအခြေခံအင်္ဂလိပ်စကားလုံးဝပြောတတ်ဖို့ကလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်မို့အခြေခံအင်္ဂလိပ်စကားပြောတတ်ဖို့အတွက်မဖြစ်မနေသိရမယ့်ဟာတွေရှိတယ်အဲ့ဒါတွေကိုဆရာဒီနေ့ညသင်ခန်းစာမှာညှဝေမှာဖြစ်ပါတယ်ကြည့်ရအောင်နော်ပထမတစ်ဆင့်ဆရာတို့ဒီရှေ့ episode ဒီမှာဆရာပြောခဲ့တယ် IVU ဟိရှိတဲ့နန်စားတွေအကြောင်းတခြားသိမှတ်ရမယ်စကားပြောတဲ့ပုံစံစာမဟုတ်ဘူး I ငါဒီနော်ငါကျွန်တော်ဒီမဟုတ်တော့ငါတို့ we ငါတို့ you မင်း you မင်းတို့ he သူ she သူမစာရဆိုဆရာတော့သူမစကားရဆိုဆရာတို့ကသူပဲဖြစ်ပါတယ် it အဲ့ဒါ they သူတို့အဲ့တော့ဒီမှာဆရာတို့ကနန်စားတွေက I me my mind myself ဆိုတာရှိတယ်အဲ့ဒါတွေကိုဆရာတို့ကပြန်ပြီးတော့အဓိပ္ပာယ်ကိုပြန်ပြီးလေ့လာထားပါအဲ့ဒါနဲ့တွဲပြီးဆရာတို့ကစကားပြောရမှာဖြစ်ပါတယ်အဲ့တော့အခြေခံသီးသားအရာတွေကိုပဲဆရာတို့ကရအောင်လေ့ကျင့်မယ်အကျင့်ဖြစ်အောင်ဆရာတို့ကလေ့ကျင့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ပြီးရင်ဆရာတို့ကဒါတွေသိဖို့လိုတယ် am is I ဘာလဲ am is I ဒီဆရာတို့ကရှိတယ်ဖြစ်တယ်အဲ့တော့ရှိတယ်ဖြစ်တယ်ဆိုတော့ကိုယ်မှပိုင်ဆိုင်မှုရှိတယ်ပြောတာမဟုတ်ပါဘူးတနေရာမှာရှိတာပြောဥပမာပြင် I'm a teacher ငါကျောင်းဆရာတယောက်ဖြစ်တယ် I am in the class ငါစာသင်ခန်းထဲမှာရှိတယ် I am happy ငါပျော်တယ် happy ဒီ adjective ဖြစ်ပါတယ်အဲ့တော့ဒေါ်ရိမန်မြတ်ကိုစကားပြောချင်ရေးချင်ဆရာတို့က am is I နဲ့ဆိုတော့တွဲမှရမယ်အဲ့ဒါဆိုရင်ဆရာတို့ I ဆိုရင် am we ဆိုရင် are you ဆိုရင် are he she it ဆိုရင်ဆရာတို့က is နဲ့တွဲရမှာဖြစ်ပါတယ် they ဆိုရင်ဆရာတို့ are နဲ့တွဲရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီတွဲဆက်နည်းကိုလည်းဆရာအလွတ်ကျက်ထားမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာဆရာတို့ I am a teacher တယောက်တည်းဆိုရင်ဆရာတို့ a teacher ဥပမာ they ဆိုရင် they are teachers ဒါမျိုးတွေတွဲရမှာဖြစ်ပါတယ်နော် okay ဒါလည်းသိသွားပြီဒါဆို has နဲ့ have နဲ့ပါကွာလေ has နဲ့ have နဲ့ဒီဆရာတို့ပိုင်ဆိုင်မှုရှိတာကိုသုံးတာပါเนาะပိုင်ဆိုင်မှုရှိတာ I have a car ငါမှာကားတစ်စီးရှိတယ် we have a car ငါတို့မှာကားတစ်စီးရှိတယ် you have a car မင်းမှာကားတစ်စီးရှိတယ် you have a car မင်းတို့မှာကားတစ်စီးရှိတယ် he ကြတော့ဆရာနဲတော့ရတော့ he has a car သူမှာကားတစ်စီးရှိတယ် she has a car သူမှာမှာကားတစ်စီးရှိတယ် it has a car အဲ့ဒါမှာကားတစ်စီးရှိတယ်they have a car သူတို့မှာကားတစ်စီးရှိတယ်ဖြစ်ပါတယ်အဲ့တော့ပိုင်ဆိုင်မှုရှိတာကိုသုံးတာပါ has နဲ့ have ဒီ amiss စာဒီဆရာတို့ကတနည်းအားမှာရှိတာတော့တာဒီနှစ်ခုကဆရာလုံးဝမတူပါဘူးဒါလေးဒါအခြေခံပြန်သိချာသိမှရမယ်เนาะပြီးရင်ဒီမှာ this ရ that ရ these ရ those ရเนาะဘာကွာလဲကွာ this ဆရာတို့ကအနီးနားမှာရှိတဲ့အရာတွေပြောတာ this ဒါဒီဥစ္စာဒီဟာ that အဝေးမှာရှိတဲ့အနေကင်းကိုပြောတာအဲ့ဒီဥစ္စာအဲ့ဒီဟာအဓိပ္ပာယ်ရတယ် these ဒါတွေဒီဥစ္စာတွေအဓိပ္ပာယ်ရတယ်အနီးနားမှာရှိတဲ့ဟာတွေကိုဆရာတို့ကရည်ညွှန်းတာအများကြီးပေါ့နော် those ကကြတော့ဆရာအဝေးမှာရှိတဲ့အများကြီးကိုဆရာရည်ညွှန်းတာ those အဒါတွေအဲ့ဒီဥစ္စာတွေအဲ့ဒီဟာတွေဟိုဟာတွေအဲ့ဒီဥစ္စာတွေမြန်မာစကားအဓိပ္ပာယ်တွေအများကြီးပဲเนาะအဲ့တော့ဒီနေရာမှာဆရာတို့က this ကအနည်း that ကအနည်း these ကအနည်း those are these ကအများ those ကအများအနည်းအနည်းအဝေးအနည်း these အနည်းအများ those အဝေးအများဖြစ်ပါတယ်เนาะအဲ့တော့ဒီဟာလေးတော့ဆရာတို့ကတိုက်ရိုက်သုံးလို့ရဥပမာပြ I know this ငါဒါကိုသိတယ် I know that ငါအဲ့ဒါကိုသိတယ် I know these ငါဒါကိုသိတယ် I know those ငါအဲ့ဒါကိုသိတယ်အဲ့ဒီလိုပုံစံသုံးလို့ရတယ်သို့မဟုတ်အဲ့ဒါတွေဆရာတို့ noun နဲ့တွဲပြီးသုံးလို့ရတယ်ဥပမာပြ noun အနေဒီဆရာအနေနဲ့ပဲတွဲ I know this girl ငါဒီကောင်မလေးကိုသိတယ် I know this house I know this manager I know that manager ငါအဲ့ဒီ manager ကိုသိတယ်တိုးတော့ဒီနေရာမှာ these ဒါတွေI know these managers ငါဒီ manager တွေကိုသိတယ် I know these students ငါဒီကျောင်းသားတွေကိုသိတယ် those အများကြီးပြောရင် I know those cars ငါအဲ့ဒီကားတွေသိတာပေါ့ I know those students ငါအဲ့ဒီကျောင်းသားတွေကိုသိတယ် I know those teacher I know those managers ငါအဲ့ဒီ manager တွေကိုသိတယ်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုဆရာတို့က can should အတိတ်ပါလိုက် can 90เนาะရေးချင်းကိုဖော်ပြတာပေါ့နော်ငါဘာလုပ်နိုင်တယ်เนาะဘာတွေခွင့်ပြုထားတယ်ပေါ့နော် I can speak English ငါအဲ့လိုပြောနိုင်တယ်เนาะ you can go now မင်းအခုသွားလို့ရပြီ you can smoke here မင်းဒီနေရာမှာစိတ်လေးတောက်နိုင်တယ်စိတ်လေးတောက်လို့ရတယ် should เนาะဘာလုပ်သင့်တယ်เนาะဆရာတို့ suggestion တွေပေးတဲ့နေရာမှာเนาะဥပမာပြ you should go မင်းသွားသင့်တယ်
နော်အဲ့တော့ဒီ can တွေ should တွေကိုဆရာတို့ကဗာလဲဆိုရင် verb 1နဲ့တွဲပြီးဆရာတို့ကစကားပြောရမယ် you can go မသွားနိုင်နဲ့ you can't go မသွားလို့မရဘူးမသွားနိုင်ဘူး you shouldn't go မသွားသင့်ဘူးဒါက negative ဖြစ်ပါတယ်နောက်တစ်ခုက do does I do ငါပြုလုပ်သည် does ကအနည်းပါနော် I we you they I do ငါပြုလုပ်သည်နော် I do homework ဟာအင်စာလုပ်သည် they do homework သူတို့အင်စာလုပ်သည် she does homework သူမအင်စာလုပ်သည် he does homework သူအင်စာလုပ်သည်အဲ့တော့မမှန်ကန်လေးတွေ့တတ်ဖို့လိုပါတယ်အဲ့တော့နော်အနည်းဆိုဆရာတို့ do နဲ့တွဲမယ်အများအနည်းဆိုဆရာတို့ does နဲ့တွဲမယ်အများဆို do နဲ့တွဲရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာဆရာ must ပြုလုပ်ရမည်နော် have to ဒီပဲဒီပဲရနော် is necessary to do something တခုခုလုပ်ဖို့လိုတဲ့အချိန်မှာသုံးတဲ့စကားနော်ဥပမာ you must go မင်းသွားရမယ် you have to go မင်းသွားမှဖြစ်တော့မယ်ဒါမျိုးပေါ့နော်you must study မင်းလေ့လာသင့်တယ် you must do homework you must study မင်းလေ့လာမှရမယ် you must do homework မင်းအင်စာလုပ်မှရမယ် you have to do homework မင်းအင်စာလုပ်မှရမယ်အဲ့တော့ may you may go မင်းသွားချင်သွားလို့ရတယ်သွားနိုင်တယ် may I have your name please ခင်ဗျားရဲ့နာမည်လေးသိပြရစီ may I know the time please နော်ကျွန်တော်အချိန်လေးသိပြရစီဒါကတော့ဆရာတို့ခွင့်တောင်းတဲ့နေရာကိုပြောပါနော် may I go out please teacher teacher ကျွန်တော်အပြင်လေးသွားပြရစီဒါကြည့်ပေါ့နော်နောက်တစ်ခုကဘာသိအောင်လဲဆရာတို့က are you နဲ့ do you နဲ့ဘာကွာလဲare you ဒီဆရာတို့ကဘာသုံးပြရမလဲဆိုဆရာ noun ရယ် place ရယ် adjective တော့မှာဖြစ်ပါတယ်ဥပမာပြ are you a teacher ခင်ဗျားဆရာဝန် are you a teacher ခင်ဗျားအကြောင်းဆရာတယောက်လား are you a doctor ခင်ဗျားဆရာဝန်တယောက်ဒါကြီးဆရာတို့က noun နဲ့တွဲတာပါနောက်တစ်ခုက are you in Yangon နော်ခင်ဗျားကရန်ကုန်မှာရှိတာလား are you in the class are you in the office နော်ပြီးရင်နောက်တစ်ခုကဆရာတို့ adjective are you happy ခင်ဗျားပျော်ရွှင်လား are you sad ခင်ဗျားဝမ်းနည်းလား are you hungry ခင်ဗျားပိုက်စားသလားအဲ့တော့ are you ဒီဆရာတို့က noun place adjective နဲ့တွဲရမှာဖြစ်ပါတယ်အဲ့တော့ do you နဲ့ဆရာလုံးဝရောလို့မရဘူး do you ဒီဆရာတို့ကဘာနဲ့ပဲမေးတာလဲဆိုဆရာတို့ verb တွေနဲ့ပဲတွဲလို့ရပါတယ်နော်အဲ့တော့ဆရာတို့ပဲ do you go မင်းသွားသလားနော် do you go မင်းသွား do you see မင်းမြင်လား do you understand မင်းနားလည်လားတိပဲဖြစ်ပါတယ်အဲ့တော့ are you နဲ့ do you နဲ့꿰တယ်ဆိုရင်ဆရာတို့ကမင်းကုသမြောက်စပြီးတော့မေးလို့ရပါဖြစ်ပါတယ်အဲ့တော့ are you ဒီ noun ရယ် place ရယ် adjective ရယ်ဖြစ်တဲ့အကြောင်းတနေရာမှာရှိတဲ့အကြောင်းဆရာတို့ဒီ adjective တော်တွေမှတမြောက်မေးချင်ဒီကောင်သုံးမယ် do you နဲ့စမိဆရာတို့လာမေးကုန်တယ်ပေါ့နော် do you go မင်းသွားလား do you see မင်းမြင်လား do you understand မင်းနားလည်သလားနော် do you receive မင်းလက်ခံရရှိပါသလားဒါမျိုးနော် do you understand မင်းနားလည်ပါသလားနောက်တစ်ခုဆရာတို့ဒါကြီးသိရမယ်အဲ့တော့ verb 1တွေနော်ကရိယာတွေပေါ့အဲ့ဒီ verb 1တွေကိုဆရာသိအောင်လုပ်ထားမယ်တနည်းအားဖြင့်ဆရာတို့ဘာတွေအရင်သိအောင်လုပ်ထားမယ်ဆိုရင်မနက်မိုးနေ့ကနေညမိုးချုပ်ထိတနေကုန်သုံးတဲ့ verb ကရိယာတွေကိုဆရာတို့သိအောင်လုပ်ထားမှာဖြစ်ပါတယ်နောက်ရဆရာအဲ့ဒီ minute တွေကိုဆရာပေးပါမြောက်ပေးပါမယ်နော်အဲ့ဒီ verb 1တွေသိတယ်ဆိုတော့ဆရာတဲ့စကားပြောမယ်သွားပါမသွားနဲ့လှုပ်ပါမလှုပ်နဲ့နော်ဥပမာပြ go သွားပါ don't go မသွားပါနဲ့ open the door ဖွင့်လိုက်ပါ don't open the door တကားကိုဖွင့်တယ်ဖြစ်ပါတယ်ပြီးရင်ဒီမှာဆရာတို့က be တွေ don't be လို့စကားပြောမလဲ noun place adjective ဒီမှာလည်းဆရာပြထားတယ်ဒါဒီ verb to be ပါနော်အဲ့တော့ be a teacher ကျောင်းဆရာတယောက်လုပ်ပါ don't be a doctor ဆရာဝန်တော့မလုပ်ပါနဲ့ be in the class တန်းထဲမှာပဲနေပါနော် don't be at the tea shop လည်းပဲဆိုင်မှာရှိနေစေပါနဲ့ be happy ပျော်ရွှင်နေပါ don't be late နောက်မှကြနဲ့နော်ဒါဒီ noun place adjective ကိုဆရာဒီပုံစံစကားပြောလို့ရပါတယ်ပြီးရင်ဆရာတို့ဒီမှာ may I ကိုကျွန်တော်သွားပြရစီမေးသုံးထားတာပါရစီ may I speak English may I use this computer ဟုတ်ပြီနော်ကျွန်တော်ဒီ computer လေးသုံးပြရစီပြီးတစ်ခုခုပြောလိုက်မှာဆရာတို့ကယဉ်ကျေးမှုပုံစံနဲ့ပေါ့နော် please ရ thanks ရသုံးတယ်ဥပမာပြ please may I go outside ကျေးဇူးပြုကျွန်တော်ပြင်လေးသွားပြရစီပြီးရင်ဆရာတို့ကကိုယ်ခွင့်ပြုထားတယ်ဆိုရင်ဆရာတို့ကိုကျေးဇူးတင်ဆို thanks အဲ့တော့ please နဲ့ thanks နဲ့ဆရာတို့အတွဲလိုက်သုံးနိုင်ပို့အဆင်ပြေပါတယ်တခုကိုလိုအပ်တာတောင်းဆိုပြီးသွားတယ်ဆိုရင်အဲ့ဒါကိုတစ်ဖက်ကကိုယ်ပေးလိုက်တယ်ခွင့်ပြုလိုက်တယ်ဆိုရင်ကိုက thanks ဒါမျိုးတွေပြောမှာဖြစ်ပါတယ်နောက်တစ်ခုဆရာမေးခွန်းတွေပေါ့နော်W question တွေဆရာတို့ who ဘယ်သူလဲအဲ့တော့ကိုကနောက်ဆက်တွဲဘာမှကိုမေးရနည်းနည်းခက်တယ်ဆိုရင်အတူကောက်ပဲ who ဘယ်သူလဲ what ဘာကိုပြောရလဲဘာကြောင်းရလဲဘာကိုလဲ when အချိန်ဘယ်တော့လဲဘယ်ချိန်လဲ where ဘယ်နေရာမှာလဲဘယ်ကိုလဲ what ဘာလဲ how ဘယ်လိုလဲ how long ဘယ်လောက်ကြာတာလဲเนาะဘယ်လောက်ကြာတာလဲ how many အရေအတွက်ကဘယ်လောက်လဲဒါပြီးဆရာတို့ကရေတွက်လို့ရတဲ့နာမည်သုံးမယ်ဆရာတို့ how many ကိုသုံးမယ်ရေတွက်လို့မရတဲ့ဟာဆိုဆရာတို့ how much ကိုသုံးမယ်ဥပမာပြဘာလဲဆိုရင်ဆရာ how much sugar တခြားပမာဏဘယ်လောက်လဲပေါ့เนาะ how much water เนาะ how much oil ဒါစီဘယ်လောက်များလဲဒါမျိုးပါဆရာတို့เนาะ okay အဲ့ဒါဆိုရင်ဆရာတို့ဒီမဖြစ်မနေသိရမယ်ဒီအခြေခံ
ဒီမင်းလေးဆရာကိုစကလို့အမျိုးအစားတွေဘယ်လိုတော့အောင်လဲဆိုတော့တခြားသိဖို့လိုတယ်အဲ့ဒါတွေဒီမှာဆရာတို့ကအခြေခံအင်္ဂလိပ်စကားပြောကိုယုံကြည်မှုရှိတဲ့ဆရာစပြီးတော့ပြောထွက်ဖို့အဆင်ပြေတာပြောတတ်တဲ့အဆင့်မဟုတ်သေးဘူးเนาะဒီအခြေခံအင်္ဂလိပ်စကားပြောကိုဆရာနှုတ်ကနေစပြီးထွက်တဲ့အဆင့်ကိုဆရာတို့ကကြော်ဖြတ်ရမှာဖြစ်ပါတယ်အဲ့တော့ထွက်တာတွေများလာမှာဆရာတို့ကစပြီးပြင်ရမှာဖြစ်ပါတယ်เนาะပြင်ရမှာဖြစ်ပါတယ်အဲ့တော့ပြင်နေဆရာတို့ကပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်โอเคပါအဲ့တော့ဆရာဒီနေ့သင်ခန်းစာမျှဝေတဲ့သင်ခန်းစာအကြောင်းကရှေ့ရဒီ episode တွေအကုန်လုံးကိုခြုံငုံပြီးတော့ဆရာပြန်မျှဝေထားတာဖြစ်ပါတယ်အဲ့တော့ဒီချိုင်းလက်ကြည့်ပါဆရာဒီအခြေခံအင်္ဂလိပ်စာကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့အဆင်ပြေလာအောင်ဆရာကကူညီပြီးတော့မျှဝေပါဖြစ်ပါတယ်ဒီချာလက်လုပ်ကြည့်တယ်ဆိုတော့အချိန်ပေးရကြုံနှက်မှာပါအားလုံးကျေးဇူးတင်ပါတယ်အချိန်ပေးတဲ့အတွက်